ပကံလုံးလေစီးကျင်ရဲ့ဗီယက်နမ်ကိုသွားပါအရင်ဆုံးတွေ့ရမှာကတော့မှောက်တော့မလို့ရိမ့်ထိုးနေတဲ့လေတစ်စီးပဲဖြစ်ပါတယ်မြင်ရတာအသေးရစရာကောင်းပေမဲ့အဲ့ဒီလေတွေကိုစီးကျင်လို့တကူးတကဗီယက်နမ်ကိုလာကြတဲ့သူတွေအများကြီးရှိပါတယ်ပကံလုံးလိုချင်းနှောင်းလိုပုံစံတဲ့လေကဗီယက်နမ်ရိုးရာငါးဖမ်းလေတွေပါရှေ့တုန်းကတော့ငါးဖမ်းသမားတွေကဆင်းရဲလွန်းတာကြောင့်လေအတွက်ကုန်ကြစရိတ်တိတ်မကုန်အောင်ဒီလိုပုံစံလေးတွေတီထွင်ပြီးတော့ငါးဖမ်းထွက်ကြပါတယ်အခုခေတ်မှာတော့မွေးမြူရေးငါးကန်တွေပေါ်လာတာရင်မဖမ်းသင့်တဲ့ငါးမျိုးစိတ်တွေကိုသွားဖမ်းပြီးရင်တဘာဝပတ်ဝန်းကျင်ဖျက်ဆီးမှုနဲ့တရားစွဲခံရမှာရဲ့ကြောင့်ငါးဖမ်းတဲ့အလုံးနဲ့အတန်မွေးသူတွေရှားသွားပါပြီမျိုးရိုးစင်စံငါးဖမ်းစားလာသူတွေမှာတော့ငါးဖမ်းတာကလွယ်ပြီးဘာမှလုပ်မစားတတ်တော့ကြက်တဲသွားကြတာပေါ့ရှင်ဒါပေမဲ့ရိုးရာငါးဖမ်းလေတစ်စီးကမထင်မှတ်ပဲခီးသွားတယောက်ရဲ့အာယုံကိုဆွဲဆောင်လိုက်မိတာကနေငါးဖမ်းလေးတွေကနေအပျော်စီးစိန်ခန့်လေးဖြစ်နေချင်းညာချင်းရာတို့တက်သွားပြီးတော့နိုင်ငံအတွက်နိုင်ငံခြားဝင်ငွေရရှိစေတဲ့လုပ်ငန်းတစ်ခုဖြစ်လာပါတော့တယ်။ BNN ရဲ့မြစ်တွေကိုကြည့်လိုက်ရင်ပကံလုံးလေစီးပြီးတော့အပန်းဖြေအနားယူနေကြတဲ့နိုင်ငံခြားသားတွေအများကြီးကိုတွေ့နိုင်ပါတယ်။ပရိသတ်ကြီးလည်း BNN ရောက်ရင်ပကံလုံးလေစီးပြအောင်စီးခဲ့ကြပါ။